တတိုင်းမှာဇလန်းရှိပါတယ်။ဖိုဗီယာတစ်ခုဟာဖြစ်ရတစ်ခုနဲ့စတင်တတ်ပါတယ်။ဥပမာဓာတ်လီကားထဲမှာတစ်ခါပိတ်မိခဲ့ရင်နောက်တစ်ခါမှာဓာတ်လီကားစီးဖို့အလွန်ကြောက်တက်လာပါတယ်။အုံနောက်ကအန်ရရှိတယ်လို့သတိပေးနေတာပါ။အောပဲကောင်းတာအုံနောက်ကတစ်ခါတလေမှားတတ်ပါတယ်။အန်ရမရှိတော့ပေမဲ့ဒီယာကိုရှောင်ပါလို့မှတ်သားထားတတ်ပါတယ်။နောက်ဥမာတစ်ခုအနေနဲ့ကလေးတယောက်ဟာမှောင်ပြီးစူညံနေတဲ့ဗီဒီယိုထဲမှာမိနစ်အနည်းငယ်လောက်ပိတ်မိနေတယ်လို့စဉ်းစားကြည့်ပါတကယ်အန်ရရှိရဲ့အခြေအနေမဟုတ်ရင်တောင်သူ့အုံနောက်ဟာပြင်းထန်တဲ့ကြောက်စိတ်တစ်ခုကိုချက်ချင်းလက်ခံရရှိလိုက်ပါတယ်အဲ့ဒီအချိန်မှာအုံနောက်ဟာအဲ့ဒီထိတ်လန့်တုန်လှုပ်တဲ့ခံစားချက်ကိုအခြေအနေတစ်ခုဖြစ်တဲ့မှောင်တဲ့ဗီရိုနဲ့ဆက်လိုက်ပါတယ်။ဒါကြောင့်မသိလျော်တဲ့ဖြက်လန်းရှော့ကက်တစ်ခုမှောင်တဲ့ဗီရိုညီမျှချင်းပြင်းထန်တဲ့အန်ရအဖြစ်